ရှိပါရဲ့ဆိုမှဟဲ့မင်းဟိုကောင်မလေးပြင်ကိုလိုက်ကြည့်နေတာမလားရောဟုတ်လားညီမလည်းထင်တော့ထင်နေညီမဖေကိုတောင်းလျှောက်လိုက်ကြည့်နေကြတဲ့ကဒီနာဘူးကတော့ဟဲ့မဟုတ်သေးပါဘူးငါတူငါရှိရဖြတ်သွားမှာ30ခါလောက်ကြာလေဟောမလို့ကြည့်နေကောင်လေးတွေ့ကြလားဒီဗီဒီယိုကြည့်နေကောင်လေးမလို့မြင်နိုင်မလားကိုကြီးတို့နေ့ကဒီကောင်ကိုဆုံးမပေးကြပါအောင်နော်ဘာမှမဘူးနဲ့ညီမလေးဒီကောင်ကိုကြီးတို့ကောင်းကောင်းဆုံးမပေးမယ်ငါဘာလို့ဆုံးမခံရမှာလို့ဘာလို့စောက်ရမုန်းနေကြလေငါဘာကောင်းမှမဟုတ်လေဟဲ့မင်းအခုချင်းချင်းကောင်မလေးကိုတူတော့ပြီးတောင်းဝင်လိုက်စမ်းရောဟာငါဘာလို့တောင်းမှမှာတော့ဟာငါသူ့ဖင်မှမကြည့်တာဒီကောင်စောရှာရှိတယ်ကွာဟဲ့ဒီကောင်ဝိုင်းတီးရောဟဲ့ဝိုင်းထိုးရောဟဲ့လေလက်စားတော့မင်းတို့ကစော်ကြိုက်လို့ရှိတဲ့ကောင်လေးပဲကွာသွားနေမှာပါလေတလားရောမြေရှိုးမိုးပြန်တို့ခန့်နေတယ်ကွာယောဝတ်လေရှိုးပြန်တို့ခန့်နေလားအမေတခါမှတော့မကြောက်ဘူးမအေးဘေးငါတိုင်းခွက်ပြနေလို့ငါလက်တီးချင်းချင်းတို့မပြထင်လားမသိဘူးကန်းနဲ့ဆော်မှာကွာငါဒီကောင်ကလည်းကြားရကွာငါရေး Chala, this is Dragon Ball 通通saho. Let's pick 通通saho. What's no way? How about this time we pick what's up him? What's up him? What's ow? Chala, this is Dragon Ball 通通saho. အားလုံးပဲမင်္ဂလာပါကျွန်တော်မေဂါပတီပါဒီနေ့ဗီဒီယိုမှာကျွန်တော်ကကျွန်တော်နာရူတိုလောက်ကြဆဲပလားဆိုတော့ကျွန်တော်နာရူတိုလောက်ပေးထားပါတယ်ဒီနာရူတိုလောက်ရတဲ့ဟာဘယ်လောက်တောင်ခက်လဲဆိုရင်ဒီကျွန်တော် is တက်ကပ်မှာသွားပြီးတော့လောက်ရှာလောက်ပြီးတော့ဒီ exploring လောက်လာတော့မှကျွန်တော်တနာကြီးကြာသွားရဲ့ဗျာဒီနေရာမှာကျွန်တော်ထွက်ပြီးတော့ကျွန်တော်သွားကြည့်ရပါတယ်ဘာလို့ဆိုတော့ကျွန်တော်အလို့မရလို့ပါအဲ့လိုလဲသွားကြည့်ရပါသေးတယ်နောက်ပြီးတော့နာရူတိုကတော်တော်ခက်ပါတယ်နောက်ပြီးအရင်တစ်ခေါက်ကဘန်ထန်းနဲ့လောက်ထားတော့ကလည်းကျွန်တော်အခုကြည့်ရှုသူအယောက်1000တောင်ရှိခဲ့တဲ့အတွက်အဲ့လိုရလောက်မလို့မထင်ဘူးကြာကျွန်တော်လည်းဒီတိုင်းတင်လိုက်ရဒါပေမဲ့အဲ့တိုင်းရှိခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးရင်ကျွန်တော် Frozen နောက်ပြီးရင် Luffy နဲ့ Hanabi လောက်ကြဆိုပြီးလူတော့ကမှတ်ထားတယ်အဲ့ဒါကိုကျွန်တော်က Frozen နဲ့ Luffy ကိုတော့ကျွန်တော်ကတစ်ခါနဲ့လုပ်ပေးမယ်ဗျာ Naruto ကတိတ်ပြီးတော့ကျွန်တော်မကောင်းလိုက်မလာလိုက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တိတ်မလုပ်တော့ဘူးဗျာ Naruto ကနောက်ပြီးတော်တော်ခက်တယ်ခုနိုင်တဲ့နေရာတွေရောပြီးွားရင်ဟိုလိုနေရာတွေရောဆိုအဆုံရအဲ့တော့တေချာလုပ်လိုက်ရပါတယ်ဒီဗီဒီယိုကကျွန်တော်အချိန်တော်တော်ကြာတိကျွန်တော်အချိန်ပေးထားတဲ့အတွက်ကျွန်တော်အရင်ဗီဒီယိုတက်ကိုနောက်ကျရင်ကျွန်တော်မူးတုံကန်ကြီးအဲ့ဒီနေရာမှာတဲ့မနေ့ကကလေးတယောက်ရေနော်ကစ်သွားတယ်ဟုတ်တယ်အဲကျွန်တော်ပြန်လာပြီးနောက်နေ့ပဲအဲ့ဒီကျွန်တော်ဗီဒီယိုထဲမှာတေချာနားထောင်ကြည့်အဲ့ဒီကျွန်တော်ရိုက်တဲ့စင်ပေါ်ကနေပြီးတော့သူတို့တိုင်မင်ထိုးချတဲ့အတန်ကြီးကြားရတယ်ကျွန်တော်တော့ရက်ခိုင်းရခဏနားပါဦးဒီမှာဗီဒီယိုလေးရိုက်နေလို့ဆိုကျွန်တော်ပြောရပါတော့ပြောချင်တာကလာကူးတဲ့ကလေးတွေကလည်းရှင်းရှင်းပြောနေတာတနာလေးတွေပဲအကုန်လုံးဟိုကလစ်ဘိန်းတွေပါမယ် IG တွေနဲ့ကလစ်ဘိန်းတွေနဲ့ PCH နဲ့သူတို့လာကူးကြတာပေါ့နော်တနာလေးတွေပဲမူးတုံကန်ကြီးအဲ့ဒီနေရာမှာတဲ့မနေ့ကကလေးတယောက်ရေနော်ကစ်သွားတယ်ဟုတ်တယ်အဲကျွန်တော်ပြန်လာပြီးနောက်နေ့ပဲအဲ့ဒီကျွန်တော်ဗီဒီယိုထဲမှာတေချာနားထောင်ကြည့်အဲ့ဒီကျွန်တော်ရိုက်တဲ့စင်ပေါ်ကနေပြီးတော့သူတို့တိုင်မင်ထိုးချတဲ့အတန်ကြီးကြားရတယ်ကျွန်တော်တော့ရက်ခိုင်းရခဏနားပါဦးဒီမှာဗီဒီယိုလေးရိုက်နေလို့ဆိုကျွန်တော်What is it? မင်းလည်းမင်းကဆောင်းနိုင်ငါလေးတို့ဘာလို့ဖိတ်လဲငါဘယ်လိုသိမှာတော့ငါလည်းမဖိတ်ဘူးအကြည့်မကောင်းအေးဟုတ်တယ်ဘာပြောမှာအေးWhat is it? မင်းလည်းမင်းကဆောင်းနိုင်ငါလေးတို့ဘာလို့ဖိတ်လဲငါဘယ်လိုသိမှာတော့ငါလည်းမဖိတ်ဘူးအကြည့်မကောင်းအေးဟုတ်တယ်ဘာပြောမှာအေးကိုယ့်ချစ်သူဖြစ်လုပ်ပေးနိုင်တာဟုတ်မှာဟဲ့အောင်လေချိန်မနဲ့စက္ကန့်ရအောင်ဟာဟဲ့အောင်မင်းကလည်း10စက္ကန့်တော့မကြာဘူးကွာပြောပါတယ်လွဲပါတယ်လို့ဟုတ်ပါအဲ့ကောင်လည်းဘာဖြစ်တာကစားတာပြောဖို့လည်းမကောင်းဘူးကွာစီအောင်တော်ရှုံးပါလေကောင်းထားလိုက်ဟိုင်းလိုက်ခဲ့ရောက်ပါရဲ့ငယ်တုန်းကကလေးတွေအ
ရန်ကြောက်ကြတဲ့လမ်းလျှောက်တဲ့ဘေးအိမ်စကားကိုမှတ်မိကြတာအဲ့ဒီအရန်ကြောက်ဖို့ကောင်းတဲ့အိမ်ကြီးကိုကျွန်တော်တို့ One Human နဲ့မှာတောရှာကြမှာဖြစ်ပါတယ်အဲ့ဒီအိမ်ကြီးကိုရှာဖို့အတွက်က Strange Empty House ဆိုတဲ့ quest ရှိဖို့လိုပါတယ်အဲ့ဒီဟာကိုဒီဖို့အတွက်ဆိုတော့ Douglas အင်းကနေပြီးယူလို့ရပြီပေါ့နော်ဒီအိမ်ကိုလမ်းထားလျှောက်ဖို့အတွက်ဆိုလို့ရှိရင်သူ့ကိုဒေါ်တာဖက်အောင်လို့သူ့အိမ်အဝါမှာရှိတဲ့လက်ကြီးကိုဖြတ်လိုက်ရတာနဲ့အဲ့ကောင်ကလမ်းထားလျှောက်ပြီးတော့လက်ကြီးအစပေါက်လာပါတယ်ဒီအိမ်ကိုကျွန်တော်တို့ဇကားရလို့အပြဲတွေပြစ်လည်းမရအောင်ဘာနဲ့မှဘာမှလုပ်လို့မရဘူးဒါပေမဲ့ကျွန်တော်အထဲမှာ quest လေးပေါ်တယ်ပေါ့နော်ငါကျဲဝင်နေပဲတလားငါတို့လို့ဆက်ပေးရတယ်โอเคရပါပြီ